အဲစင်းတိုင်မယ်ဆိုတော့မိသားစုဘယ်နှယောက်နေမှာလဲ မိသားစု၄ယောက်ပါဆရာမ ကျမကိုဆရာမလို့မခေါ်နဲ့ ဟုတ်ကဲ့မိသားစု၄ယောက်ပါခင်ဗျ မိသားစု၄ယောက်ကဘယ်သူတွေလဲ မိသားစု၄ယောက်ကအဖေရဲ့အမေရဲ့အမရဲ့ကျွန်တော်ရဲ့ပါခင်ဗျ ရှင့်အတန်နဲ့ကြဲလို့မရဘူးလား အော်ဟုတ်ကဲ့ရပါတယ်ခင်ဗျ ဩအတန်ကြဲပေးပါလို့ဆိုမှ အော်ဟုတ်ကဲ့ရပါတယ်ခင်ဗျ အဖေနာမည်အရင်ပြော အဖေနာမည်ဒေါက်တာချက်ကြီးပါ ဩရှင့်ဖေရဒေါက်တာလား အော်မဟုတ်ပါဘူးခင်ဗျအဖေနာမည်အရင်ဟိုကဒေါက်တာချက်ကြီးပါ ဩအမေနာမည် အမေနာမည်မမဟုံပါခင်ဗျ နာမည်အရင်နေပါနော် ဟုတ်နာမည်ရင်းနေပါခင်ဗျကျွန်တော်အမေနာမည်အရင်ဟိုကဒေါ်မမဟုံပါ ဒေါ်မမဟုတ်အမနာမည် အမနာမည်နှစ်သမီးလေးပါခင်ဗျ ဒီနာမည်ကြီးကြားဘူးတလို့ပဲနော် အော်နာမည်သူမရှားလူသူမရှားပါပဲအမ ရှင့်နာမည် ကျွန်တော်နာမည်မောင်စောပါ ညဟိုဘက်မှာလက်မှတ်ထိုးပြီးယူသွားလို့ရပြီ အော်ဟုတ်ကဲ့ခင်ဗျအော်ဒါနဲ့မှကျွန်တော်ကအခုမှအစ်စ်ပြောင်းလာတာဆိုတော့လေအမရဲ့နာမည်လေးကိုသိလို့ရမလား ဩကျမနာမည်ကမြမြ